ခေါ်ဘဲနဲ့ရောက်လာတတ်တဲ့အရာတွေထဲမှာဆင်းရဲဒုက္ခတွေဟာထိတ်ဆုံးရပါတယ်။သူရောက်လာပြီဆိုတာနဲ့အဲ့ဒီအရက်မှာရှိတဲ့လူတွေအကုန်လုံးစိတ်ရောကိုယ်ပါနာကျင်မှုတွေပြီးတော့တာပဲ။ရောက်လာတဲ့ဆင်းရဲဒုက္ခကြီးရင်ကြီးတယ်လို့သိရင်သေးတယ်လို့ခံကြရတဲ့သူတွေကတော့မသက်သာပါဘူး။ဒီဆင်းရဲဒုက္ခဆိုတာဟာလူတိုင်းစီကိုမကြာခဏဆိုသလိုရောက်လာတတ်တယ်။ပြီးတော့တားဆီးပိတ်ပင်မိုးဆိုတာဟာလည်းမဖြစ်နိုင်လောက်အောင်ပဲ။ရှေးနှစ်ပေါင်းများစွာကတည်းကလူတွေဟာဆင်းရဲဒုက္ခကိုအန်တုဖို့နီလန်ပေါင်းများစွာတွေးတောကြံစခဲ့ကြတယ်။နေရာဒေသယဉ်ကျေးမှုနဲ့ပတ်ဝန်းကျင်အပေါ်မူတည်ပြီးတော့အလုပ်ဖြစ်တဲ့နီလန်တွေလည်းအများကြီးရှိတယ်လို့အလုပ်မဖြစ်တဲ့နီလန်တွေဟာလည်းအများကြီးပါပဲ။အဲ့ဒီအထဲကမှရှေးဟောင်းဂရိခေတ်ကလေးကနေစတင်ပေါ်ထွန်းလာခဲ့တဲ့စတိုဝစ်ဇင်ခေါ်စတိုဝစ်ဝါဒီတွေကျင့်သုံးခဲ့တဲ့နီလန်တွေဟာဆင်းရဲဒုက္ခတွေကိုအန်တုတဲ့နေရာမှာအင်မတန်အသုံးဝင်နေဆိုတာကိုပညာရှင်တွေကပါလက်ခံထားခဲ့ကြတယ်။အဲ့ဒီနီလန်တွေထဲကမှရိုးရှင်းတဲ့နီလန်တစ်ခုကိုပြန်ပြီးတော့မျှဝေပေးကြပါတယ်။စတိုဝစ်ဇင်ကနေတင်ကြားပေးတဲ့နီလန်ကထိန်းချုပ်နိုင်တဲ့အရာတွေကိုပဲအာရုံစိုက်ပြီးမထိန်းချုပ်နိုင်တဲ့အရာတွေကိုအမှန်တိုင်းလက်ခံပါတဲ့။လောကကြီးတွေကအရာတိုင်းကိုတစုံတစ်ခုဒါမှမဟုတ်တစုံတစ်ယောက်ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေစေဖို့ဘလို့မှမဖြစ်နိုင်ဘူးဆိုတာကိုရှေးဟောင်းဂရိခေတ်ကလေးကစတိုဝစ်ဝါဒီတွေဟာသိရှိခဲ့ကြတယ်။ဒါကြောင့်ပဲကိုထိန်းချုပ်မှုအောက်မှာပဲရှိတဲ့အရာတွေကိုပဲအာရုံစိုက်ပြီးကိုမထိန်းချုပ်နိုင်တဲ့အရာတွေကိုအရှိအတိုင်းလက်ခံလိုက်တာဟာဆင်းရဲဒုက္ခကိုတက်ကြီးစင်ခေါ်လိုက်တဲ့နီလန်တစ်ခုလို့တောင်ပြောလို့ရတယ်။ဒီနီလန်ရဲ့အရေးကြီးဆုံးအချက်ကထိန်းချုပ်နိုင်တဲ့အရာနဲ့မထိန်းချုပ်နိုင်တဲ့အရာကိုခွဲခြားနိုင်တာပဲ။ဒါဆိုရင်ဒီအရာတွေကိုဘယ်လိုမျိုးခွဲခြားလို့ရနိုင်မလဲ။မထိန်းချုပ်နိုင်တဲ့အရာတွေကနေကျွန်တော်တို့အရင်စလိုက်ရအောင်။မိုးရွာတာငလျင်လှုပ်တာမုန်တိုင်းတိုက်တာစသဖြင့်သဘာဝတရားကြီးကိုကျွန်တော်တို့ကမထိန်းချုပ်နိုင်ဘူး။ပြီးတော့စစ်ဘေးအငတ်ဘေးယောဂဘေးကစတဲ့လူအတိုင်းဝိုင်းတွေကအဖြစ်အပျက်တွေကိုလည်းကျွန်တော်တို့ကမထိန်းချုပ်နိုင်ပါဘူး။နောက်ထပ်ဘာတွေရှိအောင်မလဲ။ဖျားနာတာ၊ပူမင်းလာတာ၊မတော်တဆဖြစ်တာတွေကိုယ့်ရဲ့ပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းတွေပြီးတော့တခြားသူတွေရဲ့လုပ်ရတဲ့အထင်အမြင်တွေပြီးသွားတဲ့အတိတ်နဲ့ရောက်မလာသေးတဲ့အနာဂတ်စသဖြင့်ကိုမထိန်းချုပ်နိုင်တဲ့အရာတွေဟာတကယ်တမ်းရေတွက်ကြည့်လိုက်မယ်ဆိုရင်ကုန်နိုင်မှာတော့မဟုတ်ပါဘူး။ဒီလိုမျိုးလောကကြီးထဲမှာကျွန်တော်တို့ထိန်းချုပ်လို့မရနိုင်တဲ့အရာတွေဟာအယံကိုမှများပြားလွန်းလာပါတယ်။ဒါဆိုရင်ကျွန်တော်တို့ထိန်းချုပ်လို့ရနိုင်မယ့်အရာတွေကရောဘာတွေများဖြစ်မလဲကြည့်လိုက်ရအောင်။ပထမဆုံးဇလံလေးတစ်ခုကိုအရင်ပြောပြခြင်းပါတယ်။ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးရှိပါတယ်။ဘုန်းတော်ကြီးဟာဖျားသခင်ရဲ့အဆုံးအမတွေကိုလိုက်နာမယ်ဆိုရင်ဘယ်လိုမျိုးကောင်းကျိုးတွေရမယ်မလိုက်နာဘူးဆိုရင်ဘယ်လိုဆိုးကျိုးတွေနဲ့ကြုံတွေ့ရမယ်စသဖြင့်နှစ်ပေါင်းများစွာလူတွေကိုလိုက်ပြီးတော့တွင်တင်ဆုံးမလေးရှိတယ်။ဒါပေမဲ့ဘယ်သူကမှသူ့ရဲ့ဆုံးမတွင်တင်တာတွေကိုမလိုက်နာကြဘူး။အဲဒါကြောင့်ဘုန်းတော်ကြီးဟာနောက်ဆုံးမှာတော့သူ့ရဲ့မိသားစုတွေကိုပဲတွင်တင်ဆုံးမတော့မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်။ဒါမဲ့သူ့ရဲ့မိသားစုဝင်တွေကလည်းပဲသူ့ရဲ့ဆုံးမတွင်တင်တာတွေကိုနားမထောင်ကြဘူး။ဒီလိုနဲ့အချိန်တွေများစွာကြာသွားပြီးတဲ့နောက်ဆုံးမှာတော့သူ့ရဲ့စကားတွေကိုနားထောင်မဲ့တူးရဲသောသူဟာသူကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကိုနားလည်သွားတော့တယ်။ဒီဇလန်လေးတွေကဘုန်းတော်ကြီးရဲ့ဖြစ်လို့ပဲကျွန်တော်တို့ထိန်းချုပ်လို့ရနိုင်တဲ့တခုတည်းသောအရာဟာကျွန်တော်တို့ကိုယ်တိုင်မှာပဲဒါတော့မှလုံးဝအုပ်တုံထိန်းချုပ်နိုင်တာမျိုးတော့မဟုတ်ပါဘူးထားပါတော့တဘာဝတရားကြီးကိုကျွန်တော်တို့ကမထိန်းချုပ်နိုင်ဘူးဒါပေမဲ့အဲ့ဒီတဘာဝတရားကြီးကိုပဲဘယ်လိုသဘောထားမလဲဆိုတဲ့ကျွန်တော်တို့ရဲ့သဘောထားကိုတော့ထိန်းချုပ်လို့ရနိုင်ပါတယ်လူအတိုင်းဝိုင်းတွေကအဖြစ်အပျက်တွေကိုကျွန်တော်တို့ကမထိန်းချုပ်နိုင်ပေမဲ့အဲ့ဒီအရာတွေကိုဘယ်လိုမျိုးရှုမြင်မလဲဆိုတဲ့ကျွန်တော်တို့ရဲ့အမြင်ကိုတော့ထိန်းချုပ်လို့ရနိုင်ပါတယ်တခြားသူတွေရဲ့ထင်မြင်ယူဆချက်တွေကိုမထိန်းချုပ်နိုင်ပေမဲ့ကျွန်တော်တို့ရဲ့ခံစားချက်နဲ့တုံ့ပြန်ပုံတွေကိုတော့ထိန်းချုပ်လို့ရနိုင်ပါတယ်ဒီတော့ကျွန်တော်တို့ဟာကိုမထိန်းချုပ်နိုင်တဲ့အရာတွေရဲ့ကောင်းခြင်းဆိုးခြင်းတွေကကိုထိန်းချုပ်နိုင်တဲ့တခုတည်းသောအရာဖြစ်တဲ့ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့တုံ့ပြန်ပုံတွေအပေါ်မှာလာပြီးတော့လွှမ်းမိုးနေတာကိုဘာကြောင့်များလက်ခံနေကြအောင်မလဲဘာကြောင့်များတစုံတစ်ယောက်ရဲ့ထင်မြင်ယူဆချက်တွေအပေါ်မှာဝမ်းနည်းဝမ်းသာတာတွေဖြစ်ဖို့လိုနေအောင်မလဲဒီလိုမျိုးဖြစ်နေတာတွေဟာကိုထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာအာရုံမစိုက်ပဲကိုမထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာအာရုံစိုက်မိနေလို့ဖြစ်တယ်ဆိုတာကိုသတိထားမိစေချင်ပါတယ်ဒီအတွေးခေါ်လေးကိုနားလည်သွားတဲ့လူတစ်ယောက်အတွက်ဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရတဲ့အချိန်မှာတော့အံ့ဩတုန်လှုပ်တာတွေတိတ်မဖြစ်တော့ပဲဘယ်လိုဖြေရှင်းရမလဲဆိုတာကိုမှန်မှန်ကန်ကန်နဲ့မြန်ဆန်ရှာဖွေနိုင်မယ်ဆိုတာသိကြပါတယ်။ဒါကြောင့်ဒီအတွေးခေါ်လေးဟာရှေးဟောင်းဂရိခေတ်ကတည်းကနေဒီနေ့ခေတ်အထိအသုံးဝင်နေတဲ့နည်းလမ်းတစ်ခုဖြစ်နေရတာပါ။အခုကြည့်နေတဲ့မိတ်ဆွေအနေနဲ့လေဒီအတွေးခေါ်လေးကိုဘဝရဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာအသုံးချနိုင်စေဖို့ရည်ရွယ်သောအားဖြင့်မျှဝေလိုက်ရတာပဲဖြစ်ပါတယ်။ဒီနည်းလမ်းလေးကိုအသုံးချပြီးကြုံလာတဲ့ဘဝရဲ့အခက်အခဲတွေကိုကျော်ဖြတ်နိုင်ပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်